ဟန်ရှင်းလုံးသင်ဝင်မှာဥပ္ပစေဆရာတော်များကပဇင်းဖြစ်မဲ့မေတ္တာကိုယဟန်တို့လိုက်နာရမယ်ယဟန်တို့ကျင့်ဖို့ဩဝါဒကထာဟောကြားတဲ့အမေလေးကြားတော်သင်ဝင်ဝမှာသင်ဝင်ဝကအမေမျက်ရည်လေးဆိုတရားကြောင့်သင်္ကန်းထိတ်ဝင်ဝလို့သာယဟန်ရှင်းလုံးသင်ဝင်မှာဥပ္ပစေဆရာတော်များကပဇင်းဖြစ်မဲ့မေတ္တာကိုယဟန်တို့လိုက်နာရမယ်ယဟန်တို့ကျင့်ဖို့ဩဝါဒကထာဟောကြားတဲ့အမေလေးကြားတော်သင်ဝင်ဝမှာသင်ဝင်ဝကအမေမျက်ရည်လေးဆိုရင်ဝင်ပိုက်ကမွေးကြရလို့အမေရင်ထဲမှာမြေပင်ကလေးလို့တန်လူရိုးဖြစ်ပေမဲ့အမေလေးမခွဲရနိုင်ဘူးလောကခြေသေးဘဝခြေဝေးရွယ်ရောက်ပြီမို့ယဟန်မောင်ဝင်းသူသွင်းမို့လို့အဘေတကားပိတ်တဲ့ယဟန်တကားဖြစ်ရဤကွယ်ဝမ်းသာမျက်ရည်ဆိုသင်ဝင်နဲ့အမေသားကိုသင်သည်ယခုမှစ၍သမုဒယပြတ်မဲ့ဘုရားသာတော်ဖြစ်သွားပြီမို့အမိဖတို့နဲ့မသက်ဆိုင်တော့ဘူးဆိုဟောကြားတဲ့အမေလေးကြားတော်သင်အဝေဝမှာသင်အဝေဝကအမေမျက်ရည်လေးဆိုဘုရားကြောင့်သင်္ကန်းထိတ်ဝင်ဝါလို့တာယဟန်ရှင်းလောင်းသင်ဝင်မှာဥပ္ပစေဆရာတော်များကပဇင်းဖြစ်မဲ့မေတ္တာကိုယဟန်တို့လိုက်နာရမယ်ယဟန်တို့ကျင့်ဖို့ဩဝါဒကထာဟောကြားတဲ့အမေလေးကြားတော်သင်အဝေဝမှာသင်အဝေဝကအမေမျက်ရည်လေးဆိုရင်ဝင်ပိုက်ကမွေးကြရလို့အမေနဲ့မှမြေပင်ကလေးလို့တာလူမျိုးဖြစ်ပေမဲ့အမေလေးမခွဲရနိုင်ဘူးလောကခြေသေးဘဝခြေဝေးရွယ်ရောက်ပြီမို့ယဟန်မောင်လေးသူသွင်းမို့လို့အဘေတကားပိတ်တဲ့ယဟန်တကားဖြစ်ရပြီကွယ်ဝမ်းသာမျက်ရည်ဆိုသိမ်ဝင်နဲ့အမေသားကိုသင်သည်ယခုမှစ၍သမုဒယပြတ်မဲ့ဘုရားသာတော်ဖြစ်သွားပြီမို့အမိဖတို့နဲ့မသက်ဆိုင်တော့ဘူးဆိုဟောကြားတဲ့အမေလေးကြားတော်သင်အဝေဝမှာသင်အဝေဝကအမေမျက်ရည်လေး
ချိန်ခါဝဲမိဘတို့မြင်နေဒီလူဝန်သားရင်မချမ်းမြေလာပါတယ်ကိုလာလွင်တယ်လမ်းခွာတယ်ပါလေးကိုရင်ပြူတဲ့ပွဲဒီရွယ်ချက်တွေအောင်မြင်တဲ့ဒီနေ့ဒီအချိန်ခါဝဲမိဘတို့ရင်နဲ့ကြည်လူဝမ်းသာရင်မချမ်းမြေလာပါရဲ့ရှင်သာမဏေအဝါကြီးဖန်နေကစင်မြန်းပါရဲ့သာလာမြတ်လာစိမ့်စိမ့်ကြည်နာမြင်မာပီတိဝေဖျားအမိသားလေးရဲ့ဘယ်နှဝါဆုံးလို့ဘယ်စာကိုသင်မလဲပြောစမ်းမအောင်ကွယ်အမေကြားရင်လှပါရဲ့အဖေမလေးပြောမဆောင်တပြုံးပြုံးကြည်ကပါလေးမျက်နှာလာမင်းကြီးဆေးပြန်သားတဲ့အသေးဘဝင်လက်လက်အဖေရင်နဲ့ကြည်နာအားရလာပါတယ်ဆောက်ပြီးနေတဲ့တော်လေးရဲ့အတန်ချိုးချိုးနောင်ဝမှာကြားရတာအမရအောင်ဝမ်းသာမိပါတယ်တရားတော်ထံပါသင်္ကန်းလုံးကိုယုခတရဏဂုံဆောက်ပြီးနေတဲ့တော်လေးရဲ့အတန်ချိုးချိုးနောင်ဝမှာကြားရတာအားမရအောင်ဝမ်းသာမိပါတယ်မိဘတို့နှလုံးသားသာသမီအပေါ်မှာထားရှိတဲ့မြတ်တာဆိုင်အိုင်တမြအေးလာပါရဲ့အသေးမဝင်တော့ပန်းသာဝတိမညိုးလွမ်းပါရဲ့သဘာတီရ၍လာပါနေတဲ့ကောင်းကလေးရဲ့သားတိုင်းသမီးတိုင်းညနုရပါစေကွယ်မိဘတို့နှလုံးသားသားသမီးအပေါ်မှာထားရှိတဲ့မြတ်တာဆိုင်အိုင်တမြမဟာပန်သူမြေရုတတ်သေးအလူရေးဆက်လက်နဲ့မကွာပေဝိနည်းဖ
ရာပရိတ္တရာတော်နာကြွခဲ့ကြပါလူတော်မင်းသလားကြွခဲ့ကြပါဒီလူမင်္ဂလာမိတ္တဟာများခိစ္ဆာပါလို့ပရိဏာတရားအတူတဝနာယူတာယခုပြုသမျှကုသလဗျာဗျာရေသက်သွန်းချအမြယူတာလူခေါ်ဖို့ရာမန္တတော်တွင်ကြွတော်မူကြပါကြဝလာတိုက်တောင်းနတ်မြမပေါင်းကောင်းကြီးကျွေးကြောဘတုံးရေမြေနတာတတိထားကရေရတော့ချအမြယူတာရုခေါ်ဖို့ရာနတ်တော်တွင်ကြွတော်မူကြပါမပြလွတ်မြောက်လို့လားနိဗ္ဗာန်မဖို့ရတို့တို့ရောက်ရနေခြင်းများရည်သက်တော့ကြောင့်အမြယူတာတို့ခေါ်ဖို့ရာမန္တတော်အတွင်းကြွတော်မူရှင်မြတ်တို့ဖရာပြီးတော်တို့သည်ယတနာသုံးတန်ကံကံ၏အကျိုးကိုဒီပါကုန်သည်ဖြစ်၍သရဏကောဘုံပါနှင့်တကဝအာဘာသောသီလတော်မြတ်တို့ကိုကျင့်သို့သောက်တည်ပြီး၍ပြီးတော်တို့ဘုရားရှင်သာသနာပြင်ပြန်ပွားတိုးတက်ပါစေခြင်းကျိုးငါပြီးတော်တို့၏အာယတနာေယတနာသူယတနာတို့ကိုရိက္ခရာရှိပြသုံးလင်းစွာဖြင့်ရစွာဖေယသာသနာတော်တွင်သို့တို့ကြပါကုန်၏ငါတော်ရှင်မြတ်တို့ဖျားဒီတော်တို့၏မဟာသာရှင်ပြုသူတော်မင်္ဂလာရောက်တော်မူလာကြကုန်သောငါတော်ရှင်မြတ်တို့အားတခင်ကာလကရှင်မင်းသာတို့ကိုမြတ်စွာဘုရားမြတ်စွာဘုရားပြုသောအရိယတိတာဝံပတိတာဝံဆောင်းတော်မူကြကုန်သောသံဃာတော်ရှင်မြတ်တို့အားသူအမြတ်ဒေဝေဘာကုန်၏မနောက်၌အမိအဖဆရာသမားဘုအဖွာ
၎င်းဦးဆောင်နတ်ကျောင်းဆောင်နတ်အိမ်ဆောင်နတ်ဘိုင်းဆောင်နတ်မျိုးဆောင်သူအမြတ်ဝေဘာကိုအာလုံးသောတဝါတို့တတဝါတို့သည်တော်တို့နှင့်ဤသူညီမြမြကြ၍သံသာကြသည်ရေကြပါစေသောဘုရားကြပါဘုရားအောင်မြင်ပါပြီဒီအတူပွဲကြီးအောင်စင်း